မောင်နှမနှစ်ယောက်မွေးကလေးကထူးဆန်းတဲ့အရာတွေပါဝင်လာပြီးထူးဆန်းတဲ့အရာတွေကြောင့်ပဲတည်ဆုံသွားခဲ့ရတဲ့ဥတ္တပကိုတိုင်းပြည်ကမောင်နှမနှစ်ယောက်အကြောင်းကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးမှာဖြစ်ပါတယ်ဥဒ္ဒပကိုလို့ခေါ်တဲ့တိုင်းပြည်တစ်ပြည်မှာမြင်းစစ်တယ်မောင်ဝန္ဒနဲ့ဇနီးတယ်မဆိတ်များတို့လင်မယားနှစ်ယောက်ရှိပါတယ်သူတို့လင်မယားဟာအလွန်ချစ်ခင်နှစ်သက်ပြီးအေးချမ်းစွာနေကြပါတယ်မောင်ဝန္ဒဟာရေရှင်းပြေးသွားတဲ့မြင်းစစ်တယ်ဖြစ်တာကြောင့်ရှင်ဘီရင်ရဲ့ချင်းမြင့်မြောက်စားခြင်းကိုမကြာခဏခံရလေရှိပါတယ်မောင်ဝန္ဒကိုမူတိတာပွားချစ်ခင်ကြတဲ့လူတွေရှိတယ်လို့မနာလိုစိတ်နဲ့မကောင်းကြံဖို့စောင့်နေတဲ့လူတွေလည်းရှိပါတယ်ဒီနေ့မှာမောင်ဝန္ဒရဲ့ဇနီးတယ်မဆိတ်များဟာထူးဆန်းတဲ့တားယောက်ျားလေးတစ်ယောက်ကိုမွေးဖွားလာခဲ့ပါတယ်ကလေးငယ်ဟာဝိကတဲ့ကတန်တေးတစ်လုံးပါလာတဲ့အတွက်မူလာခဲလို့အမည်မှဲ့ခေါ်ခဲ့ကြပါတယ်နှင်းငယ်ကြလာတဲ့အခါမှာတော့သမီးလေးတစ်ယောက်ကိုထပ်မံဖွားမြင်လာခဲ့ပါတယ်သမီးလေးဖွားမြင်လာတဲ့အခါမှာတော့ရင်ဘတ်မှာဂျွေးရုပ်ကြီးပါခဲ့တာကြောင့်ရွှေကြိုးဖြူလို့မှဲ့ခေါ်ခဲ့ကြပါတယ်မောင်ဝန္ဒဟာဒီလိုထူးဆန်းတဲ့ကလေးမွေးလာတာကြောင့်ကိုရှင်ဘီရဲ့ရွှေနာတော်အထိရောက်ရှိလာပါတယ်ဘယင်ကအင်အားတင့်စွာနဲ့မူးမတ်များကိုပြန်လည်မေးမြန်းစုံစမ်းခိုင်းစေခဲ့ပါတယ်မောင်ဝန္ဒနဲ့မဆိတ်များတို့ထူးဆန်းတဲ့ကလေးနှစ်ယောက်ရှိကြောင်းကိုအတည်ပြုပြီးတဲ့နောက်မှာတော့ကလေးငယ်နှစ်ယောက်ရဲ့ကန်ဆာတာကိုသိရှိဖို့ပုံနှမ်းများအားတွက်ချက်ခံလိုက်ပါတော့တယ်မောင်ဝန္ဒကိုမနာလိုစိတ်ရှိနေတဲ့ပုံနှမ်းတစ်ယောက်ကမောင်ဝန္ဒရဲ့တာသမီနှစ်ယောက်ဟာနောက်တစ်ချိန်မှာတိုင်းပြည်ကိုပုံကန်ပြီးဘရင်ကြီးရဲ့ထီးနှန်းနဲ့ပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာတွေကိုပါတိုက်ခိုက်နိုင်မဲ့ထူးခြားတဲ့ကန်ဆာတာကိုပိုင်ဆိုင်နေတဲ့လူတွေဖြစ်ကြောင်းအဟုတ်မှန်မှန်လုံးချန်လျှောက်တင်ခဲ့ပါတယ်ဒါအပြင်တန်တေတက်ခဲရဲ့ဂမ်ဘီယာအစွမ်းကိုအသုံးပြုပြီးမောင်ဝန္ဒတို့တားဖာဟာဘရင်ကြီးရဲ့ထီးနှန်းကိုတခြားလူယူကြမှာဖြစ်ကြောင်းဂုံစကားကိုလျှောက်တင်ကြပါတယ်ဒါကြောင့်ပဲမင်းကြီးကမောင်ဝန္ဒရဲ့နေရင်ကိုစစ်တီများနဲ့ဝိုင်းကတန်တေတလုံးကိုအရယူခိုင်းပြီးခုခံသူမှန်သမျှကိုလည်းအနိယာမှာတင်အပြီးသက်ရှင်းလင်းရမယ်ဆိုတဲ့အမိန့်ကိုရက်ဆက်စွာထုတ်လိုက်ပါတော့တယ်တရင်ကြချင်းမှာပဲမောင်ဝန္ဒဟာဇနီးတဲ့ဖြစ်သူနဲ့ကလေးတွေကိုလုံးအောင်ပြေးခိုင်းပြီးသူကတော့ရမှတ်သူနဲ့ခုခံတိုက်ခတ်ခဲ့ပါတယ်အများနဲ့တရားမို့လို့အရေးချင်းပြေးသွားတဲ့စစ်တီဖြစ်တော့လဲမောင်ဝန္ဒဟာခုခံရင်းပဲခြာဆုံးသွားခဲ့ရပါတယ်ထို့နောက်ရမှတ်တွေဟာဇနီးတဲ့မဆိတ်များနဲ့ကလေးတွေရဲ့အနောက်ကိုဆက်လိုက်ခဲ့ကြပါတယ်မဆိတ်များကလည်းရမှတ်တွေကိုအယောင်ပြပြီးကလေးနှစ်ယောက်ကိုဘေးလွတ်ရာသို့တမယောက်မှထားခဲ့ပြီးထွက်ပြေးခိုင်းလိုက်ပါတယ်မဆိတ်များကလည်းရမှတ်တွေရဲ့လက်ချက်နဲ့ပဲတိတ်ဆုံးသွားခဲ့ပါတယ်ကလေးနှစ်ယောက်ကတော့ဘကိုးရုံးမပေါ်ရောက်သွားကအမဲလိုက်တဲ့ကင်လီမီယာတို့တွေ့ရှိထားခဲ့ပြီးမွေးစားလိုက်ပါတော့တယ်ရွှေကျူးဖြူနဲ့မူလာခဲ့မောင်နှမနှစ်ယောက်ဟာအဲ့ဒီရွာလေးမှာပျော်ရွှင်စွာနေထိုင်ရင်းကြီးပြင်းလာခဲ့ကြပါတယ်သူတို့ရဲ့ကစားဖော်တွေကတော့မွေးစားမိဘတွေဖြစ်တဲ့ကင်လီမီယာရဲ့သူငပုပဲဖြစ်ပါတယ်အရွယ်ရောက်ရှိလာတဲ့အချိန်မှာတော့သူတို့မောင်နှမနှစ်ယောက်ဟာလွန်စွာမှချောပုံသားပါလာခဲ့ကြပါတယ်ဒီနေ့မှာတော့သူတို့ရွာနဲ့မနီမွေးမှာရှိတဲ့တောင်ပေါ်စီဒီမှာဖျားပွဲကျင်းပကြပါတယ်အဲ့ဒီဖျားပွဲကိုညီမဖြစ်သူရွှေကျူးဖြူကတွားချင်နေကြောင်းကိုအကိုဖြစ်သူကိုပူဇော်ပါတယ်ဒီရှိတဲ့အကိုကတော့သူတို့နှစ်ယောက်ကိုအတေးရအရှင်ရလိုက်နိုင်ဖန်ဆင်းနေတဲ့ဘရင်ရဲမှတ်တွေအဲ့ဒီဖျားပွဲမှာရောက်ရှိနေနိုင်တာမို့ဖျားပွဲကိုမသွားဘူးညီမဖြစ်သူကိုပြောပေမဲ့ညီမဖြစ်သူကတွားချင်ကြောင်းကိုပြောနေတာမို့အကိုကငပုကိုအပေါ်ခေါ်ပြီးတောင်ပေါ်ဖျားပွဲတို့3ယောက်သားအတူသွားခဲ့ကြပါတယ်ဖျားပွဲကလည်းလူတွေထင်မှတ်ဖလားလိုက်အောင်စီကားနေရကြောင်း3ယောက်သားလူစုကွဲသွားကြပါတော့တယ်ကိုဖြစ်သူကတော့ရဲမှတ်တွေကြောင်းမှဆိုတာကြောင့်ညီမဖြစ်သူကိုနာမည်မခေါ်ပဲတိတ်ရှာနေခဲ့ပြီးညီမဖြစ်သူကလည်းအကိုနာမည်မခေါ်ပဲတိတ်ရှာနေခဲ့ပေမဲ့အကြောင်းမသိတဲ့ငပုကတော့ချွေကျူးဖြူရီမူလာခဲရီတို့အကျယ်ကြီးအော်ခေါ်နေခဲ့တာကြောင့်ဘင်းရဲမှတ်တွေရှိလာခဲ့ပြီးမောင်နှမ2ယောက်ကိုအသေးတန်ရှာဖွေပါတော့တယ်မောင်နှမ2ယောက်ကလည်းပြန်လဲတွေ့ရှိသွားခဲ့ပြီးဖျားပွဲလူအုပ်ထဲကနေဖျက်ပြေးရပါတော့တယ်မောင်နှမ2ယောက်ဟာမှောက်မွန်းနေတဲ့တောင်းလဲနေကြပြေးလွှားရင်သုံးမှာတော့ဂျိုဖြူတောင်ချောင်းကဘာကြီးတစ်ခုတို့ရောက်ရှိသွားခဲ့ပါတယ်နောက်ကလိုက်လာတဲ့ရဲမှတ်တွေကလည်းသူတို့နောက်ကိုနီးကပ်လာတဲ့အခါမှာတော့မောင်နှမ2ယောက်ဟာဘင်းလက်ထဲကုမြက်ခံရမယ့်အစားကြောက်ကဘာကနေခုံချားကသူတို့ကိုသူတို့အဆုံးစီရင်လိုက်ပါတော့တယ်မောင်နှမ2ယောက်တည်ဆုံပြီးတဲ့နောက်မှာတော့နောက်ဝိမဲ့အရေးမတရားမြတ်စွာဘုရားရှင်ကိုလှူဒန်းဖို့အတွက်ရတနာပစ္စည်းများကိုဆောက်ရှောက်ရတဲ့ရွှေကျူးဖြူနယ်မူလာခဲတိုင်နှန်းရှင်တွေဖြစ်သွားခဲ့တယ်လို့ဆိုကြပါတယ်အဲ့ဒီတိုင်နှန်းကိုတိုက်စီရတာလာကဆိုသူကလာရောက်သူဖို့ရင်ရွှေကျူးဖြူနယ်ချစ်ချိုက်သွားခဲ့တယ်လို့ဆိုကြပါတယ်တိုက်စီရတာလာရကလည်းတိုက်စီဖောက်ပြီးတည်ဆုံကတိုင်နှန်းရှင်ဖြစ်သွားခဲ့ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ channel တွေကို like and subscribe လုပ်ပြီးဖို့ပြသရခဲ့ပါတယ်ခင်ဗျာ